ပေါ်ထက်များလုံးပဲမင်္ဂလာပါ Harry Potter and the Deathly Hallows ရုပ်ရှင်ကိုကြည့်ဖူးတဲ့သူတွေတတိထားမိကြမှာပါ Harry တို့တောင်းရတော့အုပ်ထဲမှာပုံအောင်နေတော့ Ron တယောက်ရေဒီယိုအစုပ်ကလေးတစ်လုံးကိုကင်ပြီးတော့ line တွေ line လန်ရှာဖွေနေတာကိုခဏလေးပဲပြသွားခဲ့ပါတယ်ဒါပေမဲ့စာအုပ်ဖတ်ဖူးတဲ့ break တက်တွေအတွက်ကတော့ဒီရေဒီယိုလေးဟာရိုးရိုးရေဒီယိုတစ်လုံးမဟုတ်ခဲ့ပါဘူးအဲ့ဒါကတော့ရုပ်ရှင်ထဲမှာလုံးဝအတားမပေးဘဲနဲ့ဖြတ်တောက်ပလိုက်တဲ့မော်လောကကြီးတစ်ခုလုံးအမောင်ချခံရတဲ့အချိန်မှာတကယ်အမှန်တရားကိုအသက်နဲ့ရင်းပြီးတော့ထုတ်လွှင့်ပေးခဲ့တဲ့ Potter Watch လို့ခေါ်တဲ့ Real World Radio အစီအစဉ်လေးပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့စာအုပ်ဖတ်ဖူးတဲ့သူတွေတိုင်းမျက်ရည်ဝဲခဲ့ရတဲ့ Wizarding World ရဲ့တကယ်တော်လန်ရဲ့အတန်လွင့်လာတဲ့အကြောင်းကိုအသေးစိတ်ပြပြပေးတော့မှာဖြစ်ပါတယ်။ Voldemort ဟာမိုးဝင်ကြီးဌာနကိုသိမ်းပိုက်ပြီးလိုက်တဲ့နောက်မှာအရင်ဦးဆုံးလုပ်တာကတော့သတင်းအမောင်ချခြင်းပဲဖြစ်ပါတယ်။ Daily Broadhaft သတင်းစာနဲ့တခြားတရားဝင် Wizarding Radio ဌာနတွေဟာဝါရဖြန့်ဆက်ရန်တရားကြီးတွေဖြစ်ကုန်ကြပါတယ်။ Harry Potter ဟာအလိုရှိဝရန်ပေးတစ်ယောက်ဖြစ်တဲ့ Margaery ဟာဆုံးကဝေဒီရဲ့မော်ပညာတွေကိုခိုးယူထားတဲ့ရာဇဝတ်ကောင်တွေဖြစ်တဲ့မော်လောကကြီးဟာ Voldemort ရဲ့လက်ထက်မှာအေးချမ်းနေပါတယ်ဆိုပြီးတော့စစ်အုပ်စုမင်းအောင်လိုက်ဆန်းဆန်းပဲအမားတွေကိုအမှန်ဖြစ်အောင်နေ့တိုင်းဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်အပြင်ကဘာမှာဘသူတွေအသက်ခံလိုက်ရပြီလဲဘသူတွေအဖမ်းခံလိုက်ရပြီလဲဆိုတာကိုဘယ်သူမှမသိရတော့ပါဘူးဒီလိုအမောင်ခစ်ကြီးထဲမှာ Gryffindor ရဲ့ចောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ Lee Jaren ဟာငြိမ်မနေခဲ့ပါဘူး။သူဟာ River ဆိုတဲ့လျှို့ဝှက်နာမည်ကိုအသုံးပြုပြီးတော့ Potter Watch အစီအစဉ်ကိုစတင်တည်ထောင်ခဲ့ပါတယ်။ဒီအစီအစဉ်ဟာ Catchers ကစားသမားတွေလိုပဲ Death Eater တွေလိုက်ဖမ်းလို့မမိအောင်တနေရာပြီးတနေရာရွှေ့ပြောင်းပြီးတော့လျှို့ဝှက်ထုတ်လွှင့်ခဲ့ရပါတယ်။ပို့ပြီးတော့မိုက်တာကဒီရေဒီယိုလိုင်းကိုဒီအတိုင်းဖွင့်ရင် line မမိပါဘူး။နေ့တိုင်းပြောင်းလဲနေတဲ့ password တစ်ခုကိုမော်တုတ်တန်တဲ့ရေဒီယိုကိုတို့ပြီးတော့ကျွတ်မှတာ line မိတာဖြစ်ပါတယ်။တော်လည်းရေးသမားတွေဟာဒီနေ့ password ကဘာဖြစ်မလဲဆိုတာကိုအချင်းချင်းအတူတူတိတ်တိတ်ဆုံဆန်းပြီးတော့အတက်နဲ့ရင်းကခိုးနှားထောင်ခဲ့ရပါတယ်။တကယ်တော့ Harry တို့တငယ်ချင်းတုံးရအောင်တောထဲမှာ Hogwarts ရှာဖွေရေးစွန့်စားခန်းကရုပ်ရှင်တွေကထပ်အများကြီးပို့ပြီးတော့လေးနက်ပါတယ်။ရုပ်ရှင်ထဲမှာသူတို့တွေကတောအုပ်ထဲမှာလဲ့လဲသွားလာနေတာကိုစက္ကန့်ပိုင်းပဲပြသွားခဲ့ပေမဲ့စာအုပ်ထဲမှာတော့လားနဲ့ချီပြီးတော့ကြာမြင့်ခဲ့တဲ့အပြင်စာလောင်မှုတိတ်မှုကသူတို့ရဲ့အကြီးမားဆုံးရန်သူဖြစ်ခဲ့ပါတယ်။မော်လောကမှာ Kemp's Law of Elemental Transfiguration အရာအစားတောက်တွေကိုလေထဲကနေဖန်တီးလို့မရပါဘူး။ဟာမော်နီကစူပါမားကတ်တွေကနေမော်ပညာနဲ့ခိုးယူလာတဲ့အစားအစာတွေပြက်လက်သွားတဲ့အခါမှာတော့သူတို့တွေဟာရပ်ပေါင်းများစွာတောရိုင်းမှုတွေတအုပ်တဖို့တွေကိုပဲရှာဖွေစားတောက်ခဲ့ရပါတယ်။ဒီလိုဗိုက်စာနေတဲ့အပြင်တယောက်တစ်လက်စီဝတ်ဆင်ထားရတဲ့ Slytherin ဆွဲကြိုးရဲ့အမောင်တက်ကလည်းစိတ်ကိုအနှောက်ယှက်ပေးတဲ့အခါမှာအိမ်မှာကောင်းကောင်းစားကောင်းကောင်းနေရတဲ့ Ron တယောက်အတွက်ကတော့ငရဲခမ်းပါပဲရုပ်ရှင်ထဲမှာ Ron ကစိတ်ဆိုးပြီးထွက်သွားတာက Harry နဲ့ Hermione ကိုမနာလိုတာတင်မဟုတ်ပါဘူးလနဲ့ချီဗိုက်စာပြီးတော့အားအင်တွေကုန်ခန်းနေတဲ့တန်တွေကြောင့်စိတ်တက်ကြသွားတာလည်းပါပါတယ်တညမှာတော့အငတ်ပေးဆိုင်စိတ်တက်ကြပြီးတော့အချင်းချင်းစကားတော့မပြောနိုင်မဲနဲ့အထီးကျန်နေတဲ့ Harry တို့ရဲ့တဲလေးထဲမှာ Ron က password အတစ်ဖြစ်တဲ့ Albus ဆိုတဲ့စကားလုံးကိုယူလိုက်တဲ့အချိန်မှာတော့ radio line ကလေးပွင့်သွားခဲ့ပါတယ်။အဲ့ဒီမှာသူတို့ရင်းနှီးရဲ့အတန်တွေကိုပြန်ကြားရလိုက်တဲ့ခန်းစားချက်ကတော့တဲကန်နိုင်ရထဲမှာယူတွင်းတွေ့တယ်လို့ပါပဲ။ဒီအစီအစဉ်မှာ Lee Jordan River နဲ့အတူ Fred Weasley က Rapier, George Weasley က Rodent, Remus Lupin က Rubeolus နဲ့ Kingsley Shacklebolt က Ryle ဆိုတဲ့လျှို့ဝှက်နာမည်တွေနဲ့ပါဝင်အားဖြည့်ခဲ့ကြပါတယ်။သူတို့ဟာရေဒီယိုကနေတဆင့်အစိုးရကဖုံးကွယ်ထားတဲ့တကယ့်သတင်းအမှန်တွေကိုထုတ်လွှင့်ခဲ့ပါတယ်။ဘယ်မှာကဘောတွေကတော့အသက်ခံလိုက်ရပြီးဘယ်လူတွေကတော့ဖက်ပြေးပုံအောင်နေဆဲပဲဆိုတဲ့နာကျင်စရာစရင်းတွေကိုဖတ်ပြခဲ့ပါတယ်။ဒါဟာဝမ်းနည်းစရာကောင်းတယ်ဆိုပေမဲ့ဆုံးကဝေကဘာအတွက်ကတော့မန်တရားကိုတိခွင့်ရတဲ့တစ်ခုတည်းတော်လမ်းကြောင်းပဲဖြစ်ခဲ့ပါတယ်။အဲ့ဟာတွေမကသေးပါဘူး Fred နဲ့ George တို့ကအချိန်ကြီးစိုးကြီးထဲမှာတော့သူတို့ရဲ့ထုံးစံအတိုင်း Voldemort ဟာနေရာတိုင်းမှာရှိနေနိုင်တယ်လို့တာဝါဒဖြန့်နေကြတာတကယ်တော့သူကကိုရောင်ဖြောက်ပြီးတယောက်တည်းရှောက်သွားနေတာမဟုတ်ပါဘူးသူ့မှာချင်းတစ်ချောင်းပဲရှိတာမို့လို့ Death Eater တွေနဲ့ခြံရံပြီးတော့မှတာတွားနိုင်တာပါမကြောက်ကြပါနဲ့ဆိုပြီးတော့ Protect တွေကိုရေမောနိုင်အောင်စကားကလိချိုးပြီးတော့ခွန်အားတွေပေးခဲ့ပါတယ်ဒါပေမဲ့ဒီခရီးစဉ်တစ်ခုလုံးမှာ Harry ရဲ့ရင်ကိုတက်တက်ကြီးမှန်သွားပြီးတော့ခရီးကိုဆက်လျှောက်ဖို့တက်တီတွေပေးခဲ့တဲ့အခန်းကတော့အစီအစဉ်ရဲ့အဆုံးသတ်မှာ Lupin, Rubeolus နဲ့ Kingsley Royal တို့ပြောခဲ့တဲ့စကားတွေပါပဲ။ Kingsley ကဆုံးကဝေတင်မကဘဲနဲ့ဒုက္ခရောက်နေတဲ့အပြစ်မဲ့ Margaery ကိုပါကာကွယ်ပေးကြဖို့တယောက်ကိုတယောက်တစ္ဆာမဖောက်ဖို့နှိုးဆော်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့သူတို့ဟာရေဒီယိုလိုင်းကနေတဆင့် Harry Potter ကိုသတင်းစကားပါခဲ့ပါတယ်လူပင်ကရေဒီယိုကနေ Harry တရားကိုကြားနေရင်မင်းကိုငါတို့အားလုံးယုံကြည်တယ်။မင်းလုပ်နေတဲ့အလုပ်ကိုဆက်ပြီးတော့အာယုံစိုက်ပြီးလုပ်ပါ။ငါတို့အားလုံးရဲ့စိတ်ဝိညာဉ်တွေဟာမင်းနဲ့အတူရှိနေတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာတငယ်ချင်း၃ယောက်စလုံးတိတ်ဆိတ်သွားခဲ့ကြပါတယ်။ကဘာကြီးနဲ့အဆက်တွဲပြတ်ပြီးတော့ငါတို့ကိုလူတွေမေ့သွားကြပြီလား။ငါတို့လုပ်နေတဲ့အရာတွေကအလကားပဲလားလို့တန်တရာဝယ်စိတ်တက်ကြနေတဲ့ Harry တို့၃ယောက်အတွက်ကတော့ဒီစကားလုံးတွေဟာမျက်နှာမှာငါတို့ရှိရဲဆိုတဲ့ကောက်ွယ်မှုအလင်းတိုင်ကြီးဖြစ်သွားခဲ့ပါတယ်။အဲ့ဟာတင်မကသေးပါဘူးစိတ်ဆိုးပြီးထွက်သွားတဲ့ Ron တယောက်လမ်းပြောက်နေတော့ Harry တို့စီပြန်လာဖို့လမ်းစာရှာတွေ့ခဲ့တာကလည်း G Potter Watch Radio စီစဉ်ကနေ Bay Weasley တို့ရဲ့အိမ်အကြောင်းကိုထည့်ပြောခဲ့တဲ့တဲလွန်စာကြောင့်ပဲဖြစ်ပါတယ်။နောက်ထပ်အရေးကြီးပြီးတော့ရုပ်ရှင်ထဲမှာလုံးဝမဖော်ပြခဲ့တဲ့တဲလွန်စာတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ Phineas Nicholas ရဲ့ပချီကားတဲလွန်စာတွေပဲဖြစ်ပါတယ်။စာအုပ်ထဲမှာသူတို့ဟာကဘာကြီးနဲ့လုံးဝအဆက်တွဲပြတ်နေတဲ့အချိန်မှာပြင်ပကဘာနဲ့တခုတည်းတော့အချက်လက်ချိတ်ဆက်မှုကတော့ဟာမိုအန်နီရဲ့အိတ်ထဲကနေလျှို့ဝှက်ယူလာတဲ့ဟော့ဝက်ကျောင်းဟန်တယောက်ဖြစ်တဲ့ Phineas Nicholas ရဲ့ပချီကားလေးပဲဖြစ်ပါတယ်။ပစ္စည်းပိတ်ထားတဲ့အဲ့ဒီပချီကားကနေတဆင်ဟော့ဝက်ကျောင်းထဲမှာဂျင်နီနဗေးနဲ့လူနာတို့က Snape ကိုတော်လှန်မှုစူးစမ်းနေတဲ့အကြောင်း Gryffindor ဓာတ်ကိုဘန်ထဲကနေခိုးယူဖို့စူးစမ်းရင်းနဲ့အပြစ်ပေးခံရတဲ့အကြောင်းစတဲ့သတင်းတွေကိုသူတို့တိခတ်ရပါတယ်။အဲ့ဒါပြင်တောအုပ်ထဲမှာပုံနေတော့ Dean Thomas နဲ့ Goblin တွေရဲ့စကားဝိုင်းကိုနားထောင်မိရင်ကနေကြောင်မဲတော့ပေးခဲ့တဲ့ဓာတ်ဟာအတုဖြစ်ပြီးတော့အစ်စ်ကပျောက်နေကြောင်းစတဲ့တကယ့်ကိုအရေးကြီးတဲ့တဲလွန်စအစ်စ်တွေကိုစာအုပ်ထဲမှာဒီလိုမျိုးရှာဝေတွေ့ရှိခဲ့တာဖြစ်ပါတယ်Okay, Potter Watch အကြောင်းကိုဆက်ရမယ်ဆိုရင် Potter Watch ဆိုတာက radio line တစ်ခုမဟုတ်ခဲ့ပါဘူး။အာနာရှင်စနစ်နဲ့အမောင်ထုရဲ့ဖိနှိပ်မှုအောက်မှာအမှန်တရားကိုမျက်နှိုးတဲ့သူတွေအသက်နဲ့ရင်းပြီးတော့တော်လှန်ခဲ့ကြတဲ့သူရဲကောင်းတွေရဲ့မျိုးလက်ချက်အတန်းလွန်လိုက်ကြီးပဲဖြစ်ပါတယ်။ရုပ်ရှင်ထဲမှာဒီအခန်းကိုအကျေတဝိမပြခဲ့တာကတကယ်ကိုနှမျောစရာကောင်းလာပါတယ်။ Okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုက်နေတတ်တဲ့ဆိုလို့ရှိရင်တော့ channel လေးကို subscribe လုပ်ကြဖို့မမေ့ပါနဲ့နော်အားလုံးပဲနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ် bye